အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါ်တန်နဲ့မိုက်ကယ်တို့ကနီးပညာလောကမှာဘီလီယံနာတွေဘလို့ဖြစ်လာကြလဲဆိုတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကိုမျှဝေပေးသွားမှာပါစေတနာထားပြီးကူညီပေးတတ်တဲ့စိတ်ထားကနေအောင်မြင်တဲ့နီးပညာကုမ္ပဏီကြီးတွေဘလို့မျိုးပေါ်ပေါက်လာတာလဲဆိုတာကိုအတူတူလေ့လာကြည့်အောင်ခင်ဗျာစီးပွားရေးအခြေခံသဘောတရားအရာကြည့်ရင်အောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာစစချင်းမှာငွေထက်တန်ဖိုးတစ်ခုခုကိုအရင်ပေးနိုင်ဖို့ကြိုးစားကြတာပါတစ်ဖက်သားကိုတကယ်ပဲအကျိုးရှိစေခြင်းနဲ့စိတ်ထားကပဲအောင်မြင်တဲ့ကုမ္ပဏီကြီးတွေရဲ့အခြေခံအုတ်မြစ်ပါပဲအောင်မြင်ပြီးသားသူတွေရဲ့ဇလန်းတွေကိုကြည့်ရင်လေသူတို့တွေဟာအစောပိုင်းမှာတခြားသူတွေကိုအခကြေးငွေမယူဘဲဘလောက်တောင်ကူညီခဲ့ကြတယ်ဆိုတာတွေ့ရမှာပါလုပ်ငန်းတစ်ခုစတင်ချိန်မှာလူတော်တော်များများကဖောက်တယ်တွေစီတွားရောက်စကားပြောဖို့ကိုကြောက်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့ဖောက်တယ်တွေစီဓာတ်ရိုက်သွားပြီးသူတို့ရဲ့လိုအပ်ချက်ကိုနားထောင်တာကအထီးရောက်ဆုံးနီးလမ်းပါပဲကြောက်စိတ်ကိုဘေးဖယ်ပြီးကိုယ့်ရဲ့ဝန်ဆောင်မှုဟာသူတို့အတွက်ဘလို့အသုံးဝင်မလဲဆိုတာကိုလက်တွေ့ပြသဖို့လိုပါတယ်ဒါမှသာကိုယ့်လုပ်ငန်းအတွက်တကယ်တန်ဖိုးရှိတဲ့အချက်လက်တွေကိုရရှိမှာပါအနည်းချုပ်ရရင်တော့အစောပိုင်းမှာကိုယ့်ရဲ့ဝန်ဆောင်မှုကိုတန်ဖိုးအနည်းဆုံးနဲ့ဖြစ်စေတနာပါပြီးကမ်းရင်းနဲ့နာမည်ကောင်းတိဆောက်ရမှာပါအတိတ်ကသမိုင်းကြောင်းတွေကိုပြန်ကြည့်ရင်လည်းဒီလိုနီးလန်းနဲ့ပဲနီးပညာအီယာမကုမ္ပဏီကြီးတွေဖြစ်လာခဲ့တာပါဒါကြောင့်တင်လဲတစ်ခုခုစလုပ်တော့မယ်ဆိုရင်တစ်ဖက်သားကိုဘလို့ကူညီပေးနိုင်မလဲဆိုတာကနေစတင်စဉ်းစားကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ခင်ဗျ